မင်္ဂလာပါဗျဟုတ်ကဲ့ကျွန်တော်တို့ EV SUV တိုက်ထဲကကီလို2000စွန်းစွန်းလေးပဲရှိသေးတယ်တန်ဖိုးလေးရလဲ1000ကျော်လေးနဲ့ရမယ်ကားလေးပါဟုတ်ကဲ့ဘာကားများဖြစ်မလဲမသိဘူးဗျဟုတ်ကျွန်တော်တို့ကားတစ်စီးလုံးမပြခင် comment လေးမှာအပြောသဘောပေါ့နော်ကျွန်တော်တို့လမ်းပြီးတော့မှန်ပြီးလို့ရပါတယ်ဟုတ်ကဲ့ဒါလက်ရှိသူရဲ့အတွင်းကန်းလေးပါဗျဈေးနှုန်းလေးကတော့1080ပါကီလို2100ပဲရှိပါသေးတယ် range က900ကျော်လေးရပါတယ်ခင်ဗျဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်တို့ S4C မှာနောက်ထပ်အယောင်အကားလေးပေါ့နော် Nectar U Pro EV လေးဖြစ်ပါတယ်ကျွန်တော်တို့အဖြူရောင်ဖြစ်တယ် 5S ဖြစ်တယ်ကီလိုမီတာ2000ကျော်ပဲရှိပါတယ်ဈေးနှုန်းလေးက1080ပါဟုတ်ကားတော့ကီလို2000ပဲသုံးထားတာဖြစ်တဲ့တော့ကားလေးကအသက်အတိုင်းကျန်ပါသေးတယ်ကျွန်တော်တို့ SUV mini SUV site ထဲကစိတ်ဝင်စားတယ်ဆိုတော့မိတ်ဆွေတွေအတွက် EV ဒါကိုစကန်ဟန်ပေါ့နော်အဲ့လိုတည်းစိတ်ဝင်စားတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်တို့ S4C မှာအယောင်အထားတဲ့ကားလေးပါဗျဒီကောင်လေးကတစ်ခါအားသွင်းရင် range 900ကျော်ရတယ်ဆိုတော့ဘာပြောဟိုတော်တော်လေးပေါ့နော်တပတ်သို့မဟုတ်9ရက်လောက်တော့တစ်ခါတော့အားသွင်းရတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ EV တစ်ခစ်ဆန်းလာတာဖြစ်တဲ့အချိန်မှာကျွန်တော်တို့ EV ကိုဟိုပါပေါ့နော်0ကီလိုဝယ်ပြီးတော့မရှုံးကျင်ဘူးဆိုတော့မိတ်ဆွေတွေအတွက်ဆိုရင်တော့ကျွန်တော်တို့ကီလို2000 3000 1000ပေါ့နော်အဲ့ဝန်းကျင်စီးတာပြီးသားကားလေးတွေဆိုရင်တော့ဘာပဲပြောဟိုအရှုံးတက်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ EV လေးလည်းထိတွေ့ကင်ခွင့်ရမယ် test လုပ်ခွင့်ရမယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အတွင်းကန်းလေးကျွန်တော်ဆက်ပြပေးပါမယ်ဗျသူ့ရဲ့အတွင်းကန်းလေးတွေပါဒီကောင်လေးကဟိုပါပေါ့ steering volume control နှစ်ဖက်ဖြစ်မယ်ကျွန်တော်တို့ဒီအတွင်းကန်းပေါ် sunroof လေးတွေပါမယ်ပေါ့နော်ကားလေးကတော့ဟို Nectar U Pro ပေါ့နော်နောက်ဖုံးမော်တာလေးတွေလည်းပါမယ်ပေါ့သူ့ရဲ့အတွင်းကန်းပါဗျဟုတ်ကားလေးတော့မစိုးပါဘူးကားလေးမိုက်တယ်ကီလို2000ကျော်ပဲရှိရတဲ့အတွက်တော့ဟိုအသေးစိတ်ခါခါနာနာတော့မပြောတော့ဘူးဒါကျွန်တော်တို့ဒါသူ့ရဲ့ဟိုဟာလေးတွေကိုပဲအဓိကထားပြီးတော့ကျွန်တော်ပြပေးထားပဲဗျဟိုဟာ Nectar U Pro ဖြစ်ပါတယ်ကျွန်တော်တို့အရေးကြရပါတယ်ကျွန်တော်တို့ဒီ finance ချိတ်ပေါ့နော်အဲ့ဒါလေးရတယ်ငွေကြံလေးတွေရတယ်ငွေစင်ရတယ်ကားကကြည့်မယ်ဆိုရင်ကျွန်တော်တို့ Insane S4C Automobile Insane ရွာမရှိရက်ကွက်သီရိမင်္ဂလာလမ်းအမှတ်44ပေါ့နော်အဲ့မှာကျွန်တော်တို့ဒီကောင်လေးကိုကြည့်လို့ရပါတယ်ဒါမှမဟုတ်မြို့ထဲမှာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ပိုင်ရှင်စီကိုတိုက်ရိုက်ကျွန်တော်တို့ဟိုဟာချိတ်ပေးပြီးတော့ဟိုဟာဖြစ်လို့ရပါတယ်ခင်ဗျဟုတ်ကဲ့5S ကို3368နံပါတ်နဲ့ကျွန်တော်တို့ကားလေးကောင်းပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ